ကျွန်တော်ဒီနေ့မျှဝေပေးမှာကတော့ PowerPoint program ထဲမှာ Excel ကိုသုံးပြီးတော့ data တွေကိုကျွန်တော်ဖြည့်ပေးကြမယ်နော်ဒီ data လေးပေါ့ဒီ data လေးကိုကျွန်တော်တို့ Excel သုံးပြီးတော့ဖြည့်မယ်ပေါ့နော် Okay တော့စာကြည့်ကြအောင်နော်ဒီ data ကဇာတ်ကွက်လေး insert ကနေပြီးတော့ table ထဲသွားပြီးတော့ ရိုးစရာဆွဲထားတာလား Excel လားဆိုတော့သိချင်ရင်လွယ်တယ်ဒီဟာလေးနှိပ်ကြည့်လိုက်တစ်ပတ်ကလစ်တောက်လိုက်တစ်ပတ်ကလစ်တောက်လိုက်တဲ့အခါတော့တန်းပြီးတော့ Excel ပွင့်သွားတယ် Microsoft Excel ကိုယူသုံးနေတာအထက်ထဲမှာပါတဲ့ဒီကောင်းနေနေအစ Excel မှာပါတဲ့ကလုတ်တွေပဲဖြစ်သွားတယ်ပေါ့နော်ဒီထဲမှာ data တွေပြင်လိုက်တာနဲ့အများဟိုမှာလည်းလိုက်ပြောင်းလို့ရတာပေါ့ကျွန်တော်ထားပါတော့ဒီမှာဆိုရင်ဒီကောင် equation ရေးထားတယ်နိညီမချင်း d2 နဲ့ e2 နဲ့မြောက်လာဆို d နဲ့ 2 နဲ့ဆုံးတဲ့အကွက်ရေ e နဲ့2နဲ့ဆုံးတဲ့အကွက်ဆိုဒီကွက်နဲ့ဒီကွက်နဲ့ကမြောက်ထားတာဆိုတော့ဒါမြောက်ချင်းရတဲ့အဖြစ်ပေါ့နော်အဲ့လိုလေးတွက်ထားတာလေးကျွန်တော်လုပ်ကြည့်ကြမယ်နော်ကြည့်ကြည့်မယ်အရင်ဆုံး slide တွေကြည့်လိုက်မယ်နော် blank slide ချိန်နော်ဒီပဲတဲ့တော့အဲ့တော့ဒီ insert table နဲ့ဒီလိုဆွဲတာနဲ့ဒီ insert table နဲ့ဆွဲတာနဲ့ draw table နဲ့ဆွဲတာဆိုတော့ UU ဒီပေါ်မှာပေါ့မယ် data ကိုပေါင်းနှမြောက်စားလုပ်မယ်ဆိုတော့ဒီထဲမှာလောက်ရတာနည်းနည်းခက်တယ်ဒါကပိုလွယ်အဲ့ဒီကိုပြန်ပြီးတော့ဒါဆို data လေးထွက်လာပြီနော်ဒီထွက်လာတော့ဒီ data လေးပဲဒါလေးတစ်ချက်နဲ့ပြန်ဝင်ရမှာဒါလေးကိုကြည့်ရသေးတာစိတ်တိုင်းကြတော့ပြင်လို့ရတယ်နော်ဒီလိုလေးပြင်လို့ရတယ်ပေါ့နော်ဟိုဒါရင်ဝင်ကြည့်အောင်ဒီစဲကိုဒီ Excel တဲ့ကိုတို့ဒီလိုကြုံကြည့်မယ် data ကိုတို့ဒီထဲမှာဖြည့်မယ်ပေါ့နော်ဖြည့်မယ်ဆိုတော့ကျွန်တော်ကလွယ်အောင်လို့ရေးထားပြီးသား data လေးတစ်ခုရှိတယ်ဒါလေးကိုကျွန်တော်ယူသုံးလိုက်မယ်နော် copy ပေါ့နော်ဒီထဲမှာပဲpaste copy ကိုရမယ်အဲ့လို copy ကိုရပြီး paste လုပ်တဲ့ချိန်မှာ double click မချမိချင်နော်ခုနကလို double click ချလိုက်တဲ့တော့မပေါ်တော့ဘူးရပြီဒါဆိုရင်ကျွန်တော်ဒီ Excel လေးကိုရပြီဒီ Excel လေးကိုကျွန်တော်ကဒီလိုချဲ့တာနဲ့အမျှဒီစာတွေကများလာမှာနော်ဒီလွတ်နေရလွတ်တွေများလာမှာပေါ့ကျွန်တော်ကပြန်ကြုံမယ်အရင်ဆုံးဒါလေးကိုစာကြောင်းလေးတွေနောက်မှာဖုံးနေတာလေးရှိတယ် cell ထဲမှာဒီခွက်လေးတစ်ခွက်ထဲမှာကြော်ပြီးတော့အောက်မှာရေးထားတာရှိတယ်လေတကယ်ရေးထားတာကအမျိုးအမည်ထိပါတယ်အာဒီမမြင်အောက်ကလည်းမမြင်အောင်သူစလိုက်အတိုင်းပဲပေါ့ဒါဆိုရင်အရေးတော့ပဲရေးတော့ပုံလေးရေးတော့လေဒါအရေးတော့ရေးထားတယ်ဒါမမြင်အောင်အဲ့ဒါတွေမြင်နေတယ်လို့ဒီလိုလေးရရှိဒီလိုလေးယူလိုက်ပြီးရင်ဒီလို column နှစ်ခုရဲ့ကြားမှာကာစာချdouble click တောက်လိုက်သူကသူညှိသွားတယ်နော်ဒီစာကြောင်းတွေအကုန်လုံးလည်းအပေါ်အောက်ညီကျင်တယ်ဆိုဒီနေရာမှာ double click တောက်လိုက်တာနဲ့အကြိုက်တဲ့နေရာတော့နော်ဒီနှစ်ခုကြားထဲမှာဖြစ်ဖို့ပဲလို့အပေါ်အောက်ဒီလက်တာဆိုညီသွားပြီဒီဟာအကုန်လုံးကိုအလေလေးထားလိုက်မယ်ဒီလိုလေးထားလိုက်မယ်ဆိုတာအားလုံးကညီကျင်တာဖြစ်သွားတာပေါ့နော်ဒါဒီလိုချက်လို့ရတယ်နော်အချက်ဒီသင်ကိုတွက်ကြည့်မယ်သင်ကိုတော့ကျွန်တော် Excel ထဲမှာမြောက်တဲ့ထုံစံတိုင်းပဲညီညာချင်းစာရေးမယ်ဒီကွက်မြောက်ဒီကွက်ပေါ့ပြီးရင်ကျွန်တော်အန်တာကောက်လိုက်မယ်သူ့ကိုရွေးပြီးတော့အောက်ကိုထပ်ပြီးတော့ဒီလိုဆွဲချလိုက်ရင်ဒါသူ့ copy ကိုချလိုက်တာပေါ့ဒါဆိုတော့မြောက်ချင်းနဲ့ထွက်လာပြီပေါ့အဲဒါကျွန်တော်ဒီ data လေးကိုကျွန်တော်တို့ဇာတ်ဆွဲတဲ့အချိန်မှာသူ့ကိုဒီလိုလေးပေါင်းလေးခတ်မယ်ဒီတော့မယ်ပေါ်လာတယ်ကျွန်တော်ပေါင်းခတ်လိုက်ဒီလိုပေါင်းခတ်လိုက်တာဒီလိုရောင်လေးပေါ်လာအောင်ဘယ်လိုလုပ်လိုက်လဲဆိုတော့ကျွန်တော်ဒီပေါ်လာတဲ့သွားဒီမိုးပေါ်လာတယ်မှာဗျမိုးပေါ်လာတယ်မှာဒီမှာ line ပုံစံကိုရွေးခိုင်းတယ် line style ပေါ့ကျွန်တော်တို့ဒီလိုအဆက်လေးတွေနဲ့ခတ်တာနော်အဲယူမြင်းပြန်ခတ်ကြည့်မြင်းဖြောင်းနေရွေးလိုက်တယ်ကာလာကိုကျတော့ဒီအဲ့ဒီမှာခတ်တော့အဲ့ဒီနေရာမှာကာလာကိုအမဲပြောင်းလိုက် automatic ပြောင်းကျွန်တော် outline ဆိုရင်အပြင်ဘက်ချမ်း inside ပြင်ဘက်ချမ်းဒီလိုမှခတ်ပြီး okay ပြလိုက်တာနဲ့ဒီ data မှာအဲ့လိုပြောင်းသွားပြီနော်ဒါဆိုရင်ဒီဇာတ်မိုးပေါ်လာတဲ့မှာတော့ပြီးတော့အရောင်ခတ်လို့ရပြီဒါပြီးသွားပြီနော်ပြီးတော့ဒီဟာလေးတွေကိုဒီမြင်းလေးတွေကိုဒီထောင့်လေးနဲ့ကတ်နေအောင်ပြန်ရွှေ့လိုက်ရမယ်အဲ့တော့မှအဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကဘာပြဿနာတက်မလဲဆိုတော့ဒီပေါ်ပိုင်းမှာလောက်လိုက်ရင်ဒီမှာကြည့်ဒီမှာဒါလေးပါလားအဲ့မှာအဲ့ဒီကြည့်လို့မလားတော့လေအဲ့ဒါလေးဖြောက်အောင်ဒီမြင်းကိုဒီကြည့်ဆွဲမရအောင်အဲ့ဒါအောင်ကျုံမရဘူးလားဆိုဒီပုံစံနဲ့တော့မရအောင်ဒီလိုကျုံရင်အာနန်းနဲ့အကုန်ချဲလာစလုံးနေရတာကြည့်လာအဲ့တော့သူ့ကိုကြုံနေတယ်ဆိုရင်
အိမ်သေးတွေကိုတပက်ကလေးတောက်ပြီးပြန်ဝင်လိုက်ပြီးရင်ဒီလေးကိုတော့ဒါလေးကိုဒီဘက်ဆက်ကြအောင်ဒီပေါင်လေးထိအောင်ရပြီသူ့လေး item ပေါ့ဒီမှာကတာချဒီလိုဆက်ချက်ဒါဆိုတော့ပြီးသွားပြီအပြင်မှာတစ်ချက်တောက်လိုက်တာနဲ့ကျွန်တော်တို့ပုံမှန်ဒီပါဝါနဲ့ပြန်ရောက်သွားမယ်အဲ့ဒါပြန်ရောက်သွားတယ်ပေါ့ဒါကိုအကြီးကျယ်လုပ်မယ်ဆိုရင်ဒါကိုဆက်ချက်ပြီးတော့ဒါကိုအကြီးကျယ်လုပ်ရတယ်အဲ့ဒါကျွန်တော်ဒီပုံမှာပြထားတဲ့အတိုင်းလေးအဲ့ဒါဖြစ်သွားပြီပေါ့နော်အားလုံးအဆင်ပြေကြပါစေသိချင်တာလေးတွေရှိရင်လည်း comment box မှာဝင်ပြီးတော့မေးထားလို့ရပါတယ်ကျွန်တော်အတက်နိုင်ဆုံးပြန်လည်ပြီးတော့အမြန်ဆုံးဖြေချပေးနိုင်အောင်ကြိုးစားပေးပါမယ်နောက်ထပ်ဗီဒီယိုလေးတွေလည်းကြည့်နိုင်အောင်လို့ like and subscribe လေးလုပ်ပေးထားကြပါအောင်နော်